စားပွဲဆောင်ချစ်မိတ်ဆွေများမင်္ဂလာပါခင်ဗျဒီနေ့ကတော့ဝက်လက်မြင့်ချင်ဟင်းလေးချက်ပြသွားမှာဖြစ်ပါတယ်ရီစေးတန့်စင်ပြီးတုံးထားတဲ့ဝက်လက်လေးတွေထဲခြုံမှုတ်စားနနမုတ်တို့ကိုထည့်ပြီးသမသွားအောင်နယ်ပြီးအရသာနှက်ထားပါမယ်ကိုယ်တိုင်ပြုလုပ်ထားတဲ့ဝဘိုးမြင့်ချင်လေးတွေကိုရေနှင်းငယ်စေးပြီးပကံလေးနဲ့အစင်သင့်လှုပ်ထားပါမယ်ဟင်းချက်ရန်အတွက်အိုးကိုအပူစပေးပါပြီ။ဥပူလာရင်တော့စီနှဲငယ်ထဲ၍ထောင်းပြီးသားငရုတ်နှစ်လေးတွေကိုစီတက်ရပါမယ်။အရသာနှက်ပြီးနေထားတဲ့ခုတ်ထစ်ပြီးသားဝက်လက်လေးတွေကိုထည့်ပြီးသမသွားအောင်မှွေပေးပါမယ်။အခုလိုနေထားလေးဖြစ်ရင်တော့ရေနှဲငယ်ထည့်ပြီးအိုးဖုံးကိုမိနစ်50ခန့်အသားနူးတဲ့အထိအုပ်ထားပါမယ်ရှမ်းနံရွက်တွေကိုကက်ကြီးနဲ့အစင်သင့်ညှပ်ထားပါမယ်ပထမတရီခန်းသွားချိန်မှာတော့ထူထောင်ထားတဲ့စပလင်လေးကိုထည့်ပြီးမှွေပေးပါမယ်ရေထက်ထည့်ပြီးအိုးဖုံးလေးကိုခဏအုပ်ထားပါရေစုပွက်လာရင်တော့ရေစေးတန့်စင်ထားတဲ့မြစ်ချင်လေးတွေကိုထည့်ပြီးအိုးဖုံးခဏအုပ်ထားပါမယ်ရှမ်းနံရွက်လေးတွေကိုထည့်ပြီးရင်တော့ဝက်လက်မြစ်ချင်ပူပူနွေးနွေးလေးကိုစင်သက်စားသုံးနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ